ရွေးချယ်ပွဲနေ့ရောက်လာတဲ့အခါဝန်ရိုကိုအလှဆုံးဝတ်စုံတွေဆင်မြန်းပေးပြီးငွေဘရင်ရှေ့သို့တင်ပြလိုက်ကြတယ်။မျှော်လင့်ထားသလိုပဲငွေဘရင်ဟာဝန်ရိုကိုမြင်တာနဲ့မတက်ရက်လိုက်တယ်။သူ့မျက်လုံးထဲမှာပထမဆုံးအကြိမ်အလင်းရောင်တစ်ခုပေါ်လာခဲ့တယ်။ဒီမိန်းကလေးပဲငါရှာနေခဲ့တာဒီစကားတစ်ခွန်းကြောင့်မူမိသားစုတစ်ခုလုံးတက်ပြင်းချနိုင်ခဲ့ကြတယ်။မကြခင်မှာဝန်ရိုဟာမွေးမိဖျားဖြစ်လာခဲ့ပြီးငွေဘရင်ရဲ့အချစ်တွေကိုအပြည့်အဝရရှိခဲ့တယ်။နေတိုင်းအဖိုးတန်ရတနာတွေပို့ပေးခံရတယ်။နန်းတော်တစ်ခုလုံးကလည်းသူ့ကိုအလေးမြတ်ပြုလာကြတယ်။မကြခင်မှာပဲဝန်ရိုကိုဝင်ရှိကြောင်းသတင်းထွက်လာခဲ့တယ်။ငွေဘရင်ကသူမရဲ့ဝမ်းထဲကကလေးကိုတောင်နောက်တစ်ချိန်ငွေဘရင်အဖြစ်ခန့်အပ်မယ်လို့ကြေညာခဲ့တယ်။အားလုံးကတော့ဒီတစ်ခါကံကြမ္မာကိုအနိုင်ယူနိုင်ပြီလို့ယုံကြည်နေကြတယ်။ဒါပေမဲ့မူဝံရဲ့စိတ်ထဲမှာတော့မတက်မတာဖြစ်နေသေးပဲ။ဘာကြောင့်လဲဆိုတော့ပထမဘဝတုန်းကလည်းငွေဘရင်ဟာအဲ့ဒီလိုပဲပြောခဲ့ဘူးတယ်။အချစ်တွေပေးခဲ့ဘူးတယ်။ရတနာတွေပေးခဲ့ဘူးတယ်။နောက်ဆုံးမှာတော့အားလုံးကိုတက်ပစ်ခဲ့တယ်။အဲ့ဒီအချိန်မှာမူဝံစဉ်းစားမိသွားတယ်။ငွေဘရင်ချစ်နေတာဝန်ရိုကိုမဟုတ်ဘူး။ဘသူကိုမှလည်းမဟုတ်ဘူး။သူစိတ်ဝင်စားနေတာကဝန်ရိုရဲ့ဝမ်းထဲကကလေးဖြစ်နိုင်တယ်။ဒါပေမဲ့ဒီအတွေးကိုသူမကိုယ်တိုင်တော့မယုံကျင်ခဲ့ဘူး။ဒီလိုနဲ့ရက်တွေကုံဆုံးသွားခဲ့ပြီးဝန်ရိုမိဖွားမဲ့နေ့ရောက်လာခဲ့တယ်။နန်းတော်တစ်ခုလုံးစောင့်မျှော်နေခဲ့တယ်။ဝန်ရိုကလည်းနာကျင်မှုကြားထဲမှာခက်ခက်ခဲခဲမိဖွားခဲ့တယ်။နောက်ဆုံးမှာတော့ကျမ်းမာတန်ဆွမ်းတဲ့ငွေဦးရှစ်လုံးကိုမွေးဖွားနိုင်ခဲ့တယ်။မိခင်ရောကလေးတွေရောဘေးကင်းခဲ့တယ်။ဒါပေမဲ့အားလုံးဝမ်းသာနေချိန်မှာပဲငွေဘရင်ရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။သူ့မျက်လုံးတွေထဲမှာပြင်းထန်တဲ့ဒေါသတွေပြည့်နှက်လာတယ်။ရဲတင်းလိုက်တာမူအိမ်တော့အစင်းလေးနဲ့ငွေနဲ့တကောင်ကိုငါရှာနေတဲ့သူအဖြစ်ဟန်ဆောင်ခိုင်းရဲတယ်ပေါ့။ထိုစကားကြားလိုက်ရတဲ့အချိန်မှာလူတိုင်းတွေးသွားခဲ့ကြတယ်။ဝန်ရိုတော်မယုံနိုင်အောင်ဖြစ်သွားတယ်။ဒါပေမဲ့ငွေဘရင်ကတော့ချက်ချင်းမိန့်ချလိုက်တယ်